အမြန်ယထာကြီးသည်ညက်နက်တန်းကောင်ဤအမှောင်ထုကိုခွင်း၍ပြေးလွှားနေသည်ကျွန်တော်သည်ပြတင်းပေါင်းမှတဆင်အပြင်ဘက်ကတစ်ပင်ရိပ်မဲကြီးများပြေးလွှားနေသည်ကိုငီးကြည့်ရင်အတွေးနေချဲ့နေမိသည်ရုတ်တရက်ကျွန်တော်ဘေးခုံတွင်လူတစ်ယောက်လာထိုင်သည်ကိုတတိပြုမိလိုက်သည်ထိုလူသည်အသက်50ခန့်ရှိပြီးရှီးကြသောကုတ်အင်ကြီးအညိုရောင်ကိုဝတ်ဆင်ထားသည်သူ၏မျက်နှာသည်ဖြူဖြော့နေပြီးတစုံတစ်ခုကိုစိုးရိမ်တကြီးစောင့်ဆိုင်နေသည့်ပုံစံမျိုးရှိသည်ဒီယထာကဘယ်တော့ရက်မလဲဗျဟုသူကတိုးညင်းသောအတန်ဖြင့်မေးသည်ကျွန်တော်ကနာယီကိုကြည့်လိုက်ပြီးနောက်တနာရီလောက်ဆိုရင်နောက်ဖူတာကိုစိုက်မှာပါဟုပြန်ပြေးလိုက်သည်ကျွန်တော်စနီးစီကိုအချိန်မီရောက်ဖို့လိုတယ်ဟုသူကတကူလေးရေးရွတ်တယ်လို့ပြောသည်သူကကျွန်တော်ကိုစောင့်နေတာကြာပြီဒါပေမဲ့ဒီယထာကဘယ်တော့မှမရက်တော့တယ်လို့ပဲကျွန်တော်ဒီသူဤစကားကြောင့်အနှဲငယ်ထူးဆန်းသွားသည်ခဏအကြာတွင်ယထာစစ်စေးရမှုရောက်လာသည်ကျွန်တော်လက်မှတ်ကိုပြတော့လဲဘေးကလူကိုကြည့်လိုက်သည့်အခါသူကငြိမ်သက်စွာထိုင်နေမြဲဖြစ်သည်ထူးဆန်းသည်မှာယထာစစ်စေးရမိသည်ကျွန်တော်ဘေးကလူကိုလုံးဝမမြင်သည့်အလားကြော်သွားခြင်းဖြစ်သည်ဟိုဒီအမျိုးသားရဲ့လက်မှတ်ကိုစစ်ဦးလေဟုကျွန်တော်ကပြောလိုက်တော့လေစစ်စေးရမှုကနားမလဲသလိုကြည့်သည်ဒီတွဲမှာခမားတယောက်တည်းရှိတာပါခရီးသည်ကြီးဘသူ့ကိုပြောတာလဲဟုသူကပြန်မေးသည်ကျွန်တော်ဘေးကိုလှည့်ကြည့်လိုက်တော့အခါခုံမှာဗလာဖြစ်နေသည်ထိုလူမရှိတော့ပါသို့တော့သူထိုင်သွားသည့်နေရာတွင်ရှေးဟောင်းယထာလက်မှတ်တစ်စုံကြံရစ်ခဲ့သည်ထိုလက်မှတ်ပေါ်တွင်လွန်ခဲ့သောနှစ်ပေါင်း30ကရက်စွဲတစ်ခုကိုရိုက်နှိပ်ထားပြီးလက်မှတ်ပိုင်ရှင်အမည်မှာဥပဖီဟုရေးထားသည်နောက်တနေ့မနက်တွင်သတင်းစာအဟောင်းများကိုပြန်ကြည့်မိသောအခါလွန်ခဲ့သောနှစ်ပေါင်း30ကထိုရက်စွဲတွင်ပင်ယထာတိမ်မှမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူတအူးပျောက်ဆုံးနေခဲ့ကြောင်းဖတ်လိုက်ရသည်ထိုသူ၏အမည်မှာဥပဖေဖြစ်ပြီးသူသည်သူ၏စနီးမီးဖွားချိန်သို့အမိသွားရန်ယထာစီလာခြင်းဖြစ်သည်ကျွန်တော်ပြန်စဉ်းစားမိသည်ထိုညကကျွန်တော်ဘေးမှာထိုင်ခဲ့သည်မှာတကယ်ပဲလူတစ်ယောက်လားသို့မဟုတ်အတိတ်ကကြံ့ရစ်ခဲ့သောဝိညာဉ်တစ်ခုလားအကယ်၍သူသည်တရေဆိုလျင်ကျွန်တော်နှင့်စကားပြောနေချိန်တွင်သူ၏ကိုယ်ငွေ့ကိုဘာကြောင့်ခံစားခဲ့ရသနည်းသို့မဟုတ်ကျွန်တော်ကိုယ်တိုင်ကကိုထိုညကယထာပေါ်မှာတကယ်ရှိနေခဲ့တာဟုတ်ပါရဲ့လား